ကျွန်တော်အမြဲတမ်းကျွန်တော်ရဲ့ sales ကိုပြောတယ်အတော်ဆုံးအယောင်သမားဖြစ်ချင်ဘယ်တော့မှမယောင်းပါနဲ့ဆိုတော့တော်တော်များများပြောကြတယ်ဆရာကကျမတို့က sales လုပ်တာကျွန်တော်တို့က sales လုပ်တာဆရာမယောင်းရဘူးလို့ပြောတာကျွန်တော်တို့ဘယ်လိုလုပ်မလဲအမြဲတမ်းပြောကြပါတယ်ဆိုတော့ကျွန်တော်ရဲ့ theory အရပြောတယ်ဆိုရောင်းတဲ့လူကရှုံးပါတယ်ဘာဖြစ်လို့ရှုံးတာလဲဆိုတော့ကိုကသူဘာလိုချင်မှမသိပဲနဲ့ကိုကရောင်းနေလို့မရဘူးဟာကျွန်တော်ကတော့ဘယ်ကုမ္ပဏီကပါထုံးစံတိုင်းမှာကျွန်တော်တို့က Blue Ocean ကပါ Blue Ocean မှာဒီ service ရှိပါတယ်ဘာရှိပါတယ်ဆိုပြီးချက်ပြောနေတယ်ဆိုတဲ့အခါကျတော့ customer စိတ်ဝင်စားဘူးပြောတဲ့ဟာတွေကိုခေါင်းထဲမှာမဝင်ဘူးဆိုတော့အဲ့ဒီအတွက်ကြောင့် number 1ကတော့ customer ဘာလိုချင်တာလဲဆိုတာကိုသိအောင်အရင်လုပ်ပါဆိုတော့ customer ဘာလိုချင်တာလဲကိုသိအောင်အရင်လုပ်ပြီးမှအဲ့ဒီ customer မှာလိုချင်တဲ့ဟာနဲ့ကိုယ်မှာရှိတဲ့ product ရဲ့ service တွေနဲ့ကိုက်ရဲ့လားမကိုက်ရဲ့လားကိုခုနပြောသလိုကြည့်ပါသူနဲ့ကိုက်တဲ့ပစ္စည်းသူနဲ့ကိုက်တဲ့ဝန်ဆောင်မှုကိုပဲရောင်းပါအဲ့လိုမျိုးရောင်းနိုင်တဲ့လူကအတော်ဆုံး sales သမားဖြစ်ပါတယ်ခင်ဗျအဓိကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ product ကိုယ့်ရဲ့ service ကိုလုပ်ဖို့အတွက်ဘာနဲ့ဆွဲဆောင်မလဲခုနပြောသလိုပဲ free ပေးတာနဲ့ဆွဲဆောင်မလား sample ပေးတာနဲ့ဆွဲဆောင်မလားဒါမှမဟုတ် bonus ပေးတာနဲ့ဆွဲဆောင်မလားဒါမှမဟုတ်လို့ရှိရင်ဆွဲဆောင်နိုင်အောင်ဘာတွေလုပ်ပြီးတော့ပြောမလဲဆိုတဲ့ဟာတွေကအရေးကြီးပါတခါကျရင်အပြောအဆိုလေးနဲ့လေယူလေသိန်းလေးနဲ့တခါကျရင်ရုပ်လေးနဲ့ဟိုမှာထိုင်ဝမ်မှာ900ရောက်တဲ့လူတွေရှိပါတယ်မယုံရင် internet ထဲမှာရှာကြည့်လိုက်ပါ900ရောက်တာပဲဒါပေမဲ့ကောင်မလေးတွေသွားကြည့်လိုက်လို့ရှိရင်တကယ်ကိုစကတ်အတူလေးတွေနဲ့တကယ်ကိုခုနပြောချောလေးတွေရောင်းနေတယ်ဆိုတော့ဘာဖြစ်လို့900ဆိုတဲ့ product ကိုအဲ့လိုကောင်မလေးတွေကရောင်းတာလဲဒါကခုနပြောတဲ့ persuasive selling လို့ထဲမှာပါပါတယ်ကျွန်တော်တို့ဗမာပြည်မှာလည်းအဲ့လို900ကိုအဲ့လိုရောင်းရင်တော့စားမဲ့လူတွေအများကြီးတတိဖြစ်မဲ့လူတွေအများကြီးလို့ထင်ပါတယ်